အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ပြောချင်တဲ့အကြောင်းအရာလေးကတော့ client တော်တော်များများမေးလေးရှိတဲ့မေးခွန်းလေးပေါ့နော်တချို့ကြတော့လဲထားတော့ရဲ့အကြံဉာဏ်ကိုလိုချင်လို့မေးကြတာတချို့ကြတော့လဲကျမနဲ့ခင်နေပြီးသားညီမလေးတွေရောအမတွေရောပေါ့နော်ကျမဘယ်လိုမြင်လဲဆိုတာကိုသိချင်လို့မေးကြတာအကြံဉာဏ်တောင်းကြတာမျိုးလေးလည်းရှိတယ်ဒီနေ့မှာတော့ထားတော့အမြင်မဟုတ်ပဲねကျမရဲ့အမြင်နဲ့အဲ့ဒီမေးခွန်းလေးကိုဘယ်လိုဖြေပြခဲ့လဲဆိုတာလေးကိုပြောမယ်ပေါ့နော်အဲ့ဒါဘာမေးခွန်းလဲဆိုတော့လေrelationship တစ်ခုကနေဘယ်အချိန်ရုံးထွက်ရမယ်လို့သိနိုင်မလဲဒီ relationship ကိုရပ်တန့်လိုက်တင်ပြီလားဘယ်လိုရပ်တန့်ရမှာလဲကျမတို့သူ့ကိုအရန်ချစ်နေလို့ဘာဆက်လုပ်ရမှန်းမသိတော့ဘူးထားတော့အဖြေတွေမှာလည်းမကောင်းဘူးပဲထွက်နေတယ်တကယ်လဲဒီလူကကျမတို့မကောင်းတော့ဘူးတော်တော် toxic ဖြစ်တယ်ဆိုတာကိုသိနေပြီမရပ်တန့်နိုင်သေးဘူးဘယ်တော့ရပ်တန့်ရမှာလဲဘယ်အချိန်မှာရပ်တန့်ရမလဲဆိုတဲ့မိကွန်းရဲ့အဖြေကတော့လေကိုရိုင်းသိတယ်ဘယ်ချိန်ရက်တန့်ရမလဲဆိုတာကိုရက်တန့်ဖို့အတွက်အုံနောက်နဲ့နှလုံးသားနဲ့ချိန်ပြီးတော့စဉ်းစားတဲ့အချိန်မှာဘလို့မှမဖြစ်နိုင်တော့ဘူးဒီလူကဘေးနားမှာရှိနေတာငါ့အတွက်ပို့ပြီးတော့ပင်ပန်းစေတယ်လေးလန့်စေတယ်ငါ့ကိုမျက်ရည်တွေကျစေတယ်သူနဲ့ဆက်သွားရင်ငါဘလို့မှမပြောနိုင်တော့ဘူးဆိုတာကိုတေချာသိတဲ့အချိန်မှာကိုရိုင်းလက်လွတ်နိုင်သွားတာပဲဇက်တိုက်တွေနာကျင်အောင်ထက်ကလဲလှုပ်လာတဲ့အချိန်မှာလေလူဆိုတာကကိုအချစ်ဆုံးပဲကိုနာကျင်နေရပြီကိုပင်ပန်းနေရပြီဆိုရင်အချိန်ကြာကြီးတီးမခံနိုင်တော့ဘူးအဲ့မှာတိကနေပြတ်နိုင်သွားတာပဲပေါ့နော်ပြတ်တဲ့နောက်ပိုင်းမခံစားရဘူးလားဆိုမဟုတ်ဘူးခံစားရတယ်လူဆိုတာခံစားချက်ရှိတယ်တန်ရောစင်တွေရှိတယ်ပြတ်လိုက်ပြီဆိုရင်လည်းမေတ္တာတွေကမကုန်သေးတဲ့အတွက်ကိုခံစားနေရသေးတယ်ဒါပေမဲ့အဲ့ဒီခံစားမှုဒီလည်းပဲလေကျမဟိုတနေ့က share ခဲ့တဲ့ဗီဒီယိုတွေကလိုပဲတရက်ပြီးတရက်ခံစားချက်တွေကညော့လာတယ်အဓိကအားဖြင့်လူတယောက်ကိုပြတ်ပြီဆိုရင်လေသူ့ကိုအဆက်အသွယ်လုံးဝမလုပ်တော့နဲ့လုံးဝပြတ်အောင်ဖြတ်လိုက်သူလာတွေ့လည်းမခံနဲ့ကိုလည်းသွားမတွေ့နဲ့ဆက်လည်းမဆက်သွဲနဲ့မတွေ့တာကြရင်မိကိုမိတယ်အလွန်ဆုံးကြရင်3လကနေ6လပဲပေါ့နော်အရန်ကိုအကြာကြီးတွဲခဲ့တယ်အရန်ချစ်ခဲ့တယ်ဆိုရင်တော့မှပဲထန်ကုန်6လထက်ပိုပြီးတော့ဘယ်သူမှအရန်ကြီးမနာကျင်ဘူး6လထက်ပိုပြီးတော့တတိယနေရပါတယ်ဘာညာပြောတယ်ဆိုရင်တော့လေအဲ့ဒါတကယ်တော့သူ့ကိုတတိယတာမဟုတ်ဘူးကိုကအနားနာမှာတယောက်ရှိချင်တဲ့စိတ်နဲ့ရှိစေချင်တဲ့စိတ်နဲ့ပြန်တွေးပြီးကိုပင်ပန်းအောင်လုပ်နေတာမျိုးပဲဖြစ်လိမ့်မယ်သူ့ကိုအရန်ချစ်နေသေးလို့မဟုတ်တော့ဘူးပေါ့နော်များသောအားဖြင့်လူတွေမှာက relationship တစ်ခုပြီးဆုံးသွားတယ်ဆိုလို့ရှိရင်လေအဲ့လူကိုကြံနေတဲ့တန်ရောစင်ထက်ဆိုင်တယောက်တည်းအထီးကျန်ရမှာကြောက်တဲ့စိတ်ကြောင့်ပို့ပြီးတော့ပင်ပန်းကြရတယ်ပို့ပြီးလေးလံကြရတယ်ဒီလောက်ထိချစ်နိုင်တဲ့သူမတွေ့တော့ရင်ဘယ်လိုလုပ်မလဲဘယ်သူနဲ့မှထပ်မတွေ့ပဲတယောက်တည်းနေသွားရရင်ဘယ်လိုလုပ်မလဲအဲ့ဒီကွန်ဆန်အဲ့ဒီစိတ်ပူတဲ့ကိစ္စကပို့ပြီးတော့ကိုယ်စိတ်ကိုပင်ပန်းစေတယ်လေးလံစေတယ်ပေါ့နော်ဒါမဲ့တကယ်တော့လေကိုယ်စိတ်ထဲကအဲ့ toxic ဖြစ်နေတဲ့လူတစ်ယောက်ကိုဖြတ်လိုက်နိုင်ပြီဒီဆက်ဆံရေးကိုရပ်တန့်လိုက်နိုင်ပြီဆိုလို့ရှိရင်လေဒီ spiritual နီးလန်းအရာလဲကိုယ့်ရဲ့ကံတွေလက်တွေကပြန်ပြီးတော့ပွင့်လာတယ်အဲ့ချိန်မှာကိုယ့်ရဲ့ energy ကိုယ့်ရဲ့ vibration နဲ့တကယ်ကို align ဖြစ်တဲ့သူတစ်ယောက်ကဘဝထဲကိုဝင်လာလိမ့်မယ်ကိုနဲ့ရေဆက်ရှိတဲ့သူတယောက်ကိုနဲ့တကယ် align ဖြစ်တဲ့သူတယောက်ဝင်လာတဲ့အချိန်မှာသူနဲ့အဆင်ပြေသွားတာမျိုးဖြစ်နိုင်တယ်တကယ်လို့များအဲ့လိုတွေဝင်မလာဘူးကိုကဘယ်သူနဲ့မှ energy တွေပါတယ်လဲ align မဖြစ်ဘူးဆိုကြပါစို့ဖူးစာဆိုတာမျိုးကလည်းစကားပြောတယ်ပေါ့နော်အတိတ်ဘဝကိုဖြည့်ဆည်းခဲ့တဲ့ကံတွေလည်းရှိမယ်သူနဲ့ကိုနဲ့ဖူးစာပါတဲ့သူမျိုးမရှိခဲ့ဘူးဆိုလို့ရှိရင်တယောက်တည်းနေသွားရရင်ရောဘာဖြစ်လဲဘာမှမဖြစ်ဘူးတယောက်တည်းဘဝပို့ပြီးတော့လေအေဂျင့်နဲ့အချိန်တွေအများကြီးပို့တယ်အလုပ်တွေအများကြီးပို့ပြီးတော့မှလုပ်နိုင်လာတယ်တယောက်ဘဝထဲမှာရှိနေလေသူ့ကိုဂရုစိုက်ရတယ်စိတ်ပူရတယ်အချိန်တွေပေးရတယ်ဒီတော့ကိုယ့်ရဲ့ development အတွက်တန်ဖိုးရှိတဲ့အချိန်တွေအများကြီးပေးရတယ်တယောက်တည်းနေရတဲ့ life မှာလည်းအေးချမ်းမှုနဲ့စိတ်ချမ်းသာခြင်းဆိုတာတကယ်ရှိတယ်ပေါ့နော်အဲ့လိုဆိုပြီးတော့ဘယ်သူနဲ့မှမတွေ့တော့ဘူးဘယ်သူမှမကြိုက်တော့ဘူးဆိုပြီးတော့ခါတီဖြစ်နေရင်တောင်မှပဲကိုယ့်ဘဝထဲကိုနဲ့ရေစက်ကန်ရှိတဲ့သူကတွေးဖို့ကံပါလာရင်တွေ့မှာပဲအဲ့လိုပဲအရန်တွေးခြင်းနေပါရက်နဲ့အရန်တွေးခြင်းနေလွန်းအရင်လူကိုဘယ်လိုပြောရမလဲတယောက်တည်းဖြစ်သွားမှကြောက်လို့လက်မလွတ်နိုင်ဖြစ်နေတဲ့သူတွေပါတယ်နောက်တစ်ယောက်ဝင်မလာမှကြောက်လို့မကောင်းတဲ့သူကိုဆွဲထားခြင်းတဲ့သူတွေအနေနဲ့ရလဲလေဘလောက်ပဲဆွဲထားကိုနဲ့ကံမပါတဲ့သူကတနေ့မဟုတ်တနေ့ဝေးမှာပဲကို့မှာတယောက်တည်းဖြစ်ဖို့ကံပါလာတယ်ဆိုလို့ရှိရင်ကလေတယောက်တည်းဖြစ်တာပဲအဲ့ဒါကြောင့်ကိုကတယောက်တည်းပဲဖြစ်နေမလားတစုံတယောက်ပဲဘဝထဲကိုရောက်လာမလားဆိုတာဒါကတော့ဘယ်သူမှမသိနိုင်တဲ့ကိစ္စပေါ့နော်အရေးကြီးတာကတော့ဘဝမှာကိုကျင်နဲ့တင်းတိမ်ရောင်းရဲတတ်ဖို့တယောက်တည်းဘဝပဲဖြစ်ဖြစ်နှစ်ယောက်ဘဝပဲဖြစ်ဖြစ်အဲ့ဒီအပေါ်မှာအဆင်ပြေအောင်နေသွားဖို့ပဲကျမတို့နည်းနည်းအသက်အရွယ်ပိုင်းခြားတစ်ခုကိုရောက်နေတဲ့အမျိုးသမီးတစ်ယောက်ဆိုတော့
စကားပြောတာနည်းနည်းလေးဟိုဘယ်လိုပြောရမလဲနည်းနည်းလက်တွေ့ကြတဲ့ဘက်ကိုတော့နည်းနည်းပိုသွားတယ်လို့ပြောရမှာပေါ့နော်တကယ်တော့တစုံတစ်ယောက်ဘဝတွေမှာရှိတိုင်းလည်းအရန်ကောင်းတာတော့မဟုတ်ဘူးဇက်ကားရတွေကလိုမျိုးအများအားပြုံးပျော်ရွှင်ပြီးတော့ပျော်ကြတွေပဲရှိတာတော့လည်းမဟုတ်ဘူးပတ်ဝန်းကျင်မှာလည်းဇုံတွဲတွေအများကြီးတွေ့ဘူးတယ်ယူကာစားလောက်မှာတော့ပျော်ခြင်းလဲပျော်မယ်လက်ထက်ပြီးကာစားအချိန်လောက်မှာတော့ပျော်ခြင်းလဲပျော်နေမယ်နှစ်တွေကြာအချိန်တွေကြာလာတဲ့အချိန်ကြာရင်တယောက်ချောင်းတယောက်ပိုတည်လာတယ်တယောက်ရဲ့အတိုင်းဝိုင်းတယောက်ပိုပြီးတော့ဝင်လာရတဲ့အချိန်တွေမှာအခက်ခဲစွာရှိကိုရှိတယ် single life ပဲဖြစ်ဖြစ် married life ပဲဖြစ်ဖြစ်ဘဝဆိုတာအခက်ခဲရရှိကိုရှိတယ်ကြော်ဖြတ်ရမှာပဲပေါ့နော်အဲ့တော့ကိုဘဝရဲ့ဘဝဘေးကံကကြောက်ထဲဖြစ်ဖို့ပါလားနှစ်ယောက်ဖြစ်ဖို့ပါလားဘယ်သူမှမသိဘူးတေချာတာကတော့ကိုမနှိမ့်ဆက်ဖို့အရန်အရေးကြီးတယ်ထော့စစ်ဖြစ်နေတဲ့နေရာကြီးကနေရုံထွက်ဖို့ကတော့အရန်အရေးကြီးတယ်ဘယ်ချိန်ရုံထွက်ရမလဲရုံမထွက်နိုင်ဘူးစိတ်ပူနေတယ်ဆိုရင်လည်းအများကြီးစိတ်ပူစရာမလိုဘူးဒီမှာရှေ့မှာပြောခဲ့သလိုပဲလူဆိုတာကိုအချစ်ဆုံးဖြစ်တဲ့အတွက်ကိုမခံနိုင်တော့တဲ့အချိန်မှာအဲ့ဒီကိစ္စပြီးသွားလိမ့်မယ်ရက်ကိုရက်တန့်သွားလိမ့်မယ်အဲ့ရက်တန့်သွားတဲ့အချိန်ကြရင်ဒါကိုမငင်းစဲနဲ့ပေါ့နော်ထက်ခါတလဲလဲဒါကြီးကိုပြန်တွေးပြီးတော့မှတယောက်ထက်မရောက်မလာမချင်းအရင်လူကိုလွမ်းနေမယ်ဆိုတဲ့စိတ်ကြီးကိုသာမထားနဲ့တယောက်ထက်ရောက်လာရင်လည်းကောင်းတယ်နှစ်ယောက်ဘဝကိုဖြစ်တမ်းမယ်ခက်ခဲအတူတူဖြည့်ရှင်းမယ်မရောက်လာဘူးတယောက်ထဲသွားရမယ်ဆိုရင်လည်းငါအချိန်တွေပို့တယ်အလုပ်တွေအများကြီးလုပ်နိုင်တယ်တရားအလုပ်ဖျားအလုပ်စီးပွားရှာတဲ့အလုပ်ကိုယ့်ရဲ့ personal development အလုပ်တွေအများကြီးလုပ်နိုင်တယ်ဒီသားသမီးကိစ္စတွေဒီအမျိုးသားကိုယ့်ရဲ့အမျိုးသမီးကိစ္စတွေနဲ့ကိုယ်အလုံးမရှုံနေတော့ဘူးတယောက်ထဲဘဝမှာပို့ပြီးတော့လဲအေးချမ်းတယ်အဲ့လိုမျိုးလေးပေါ့နော်ပြောချင်တာ single ပဲဖြစ်ဖြစ် married ပဲဖြစ်ဖြစ်တယောက်တည်းပဲဖြစ်ဖြစ်နှစ်ယောက်ပဲဖြစ်ဖြစ်ကိုယ့်ရဲ့ life ကိုကတင်းတိမ်ရောင်ရဲတတ်ဖို့လိုတယ်ကျေနပ်ဖို့လိုတယ်ကိုဘယ်အခြေအနေပဲရောက်ချစ်တတ်နေဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒါလေးပဲအဓိကပြောချင်တာဖြစ်ပါတယ်ဒီတော့ဒီနေ့ message လေးကိုလည်းအကုန်လုံးတော့နားထောင်ရတာအဆင်ပြေမယ်လို့တော့ထင်ပါတယ်ဆုံးဖြတ်ကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်